ဆရာမင်္ဂလာပါရှင်မင်္ဂလာပါဆရာရှင်ဇန်နဝါရီလမှာဖွင့်မဲ့ marketing ပညာရဏသင်တန်းအပတ်စဉ်ရှစ်အကြောင်းလေးပြောပြပါအောင်ရှင်ပုံမှန်သင်တန်းကြီး2သိန်းတန်ကြီးရှိတဲ့ marketing management certificate သင်တန်းကိုယခုသင်တန်းကြီးအခမဲ့ဝင်ကြီး15000ကျပ်နဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ်ပညာရဏသင်ကြားပေးရတဲ့ရည်ရွယ်ချက်ကတော့လူတိုင်းလက်လန်းမိနိုင်စေဖို့နဲ့စိတ်ပါဝင်စားတဲ့လူတိုင်းတက်နိုင်စေဖို့အတွက်အစီအစဉ်ပေးခြင်းဖြစ်ပါတယ်ဆရာရှင်ယခု marketing ပညာရဏသင်တန်းအပတ်စဉ်ရှစ်ကိုဘယ်လိုတက်တင်ပါတယ်လဲရှင်တက်ရောက်တဲ့သူတွေကတော့ marketing management ပညာရပ်ကိုစိတ်ပါဝင်စားတဲ့သူတွေမိမိရဲ့လုပ်ငန်းကိုပုံမအဆင့်မြင့်တင်လုပ်ကိုင်လိုတဲ့သူတွေစေးဆန် marketing ဖြင့်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေတဲ့သူတွေလုပ်ငန်းဝင်စတင်ဝင်ရောက်ဖို့ပြင်ဆင်နေတဲ့လူငယ်တွေတက်ရောက်တင်ပါတယ်ဆရာရှင်ဘာတွေသင်ပေးသွားမှာပါလဲသိပြရသေးရှင်သင်ကြားပေးသွားမှာတွေကတော့ marketing fundamental concepts marketing strategy analyzing the marketing environment managing marketing information consumer markets and buyer behavior advertising and public relations creating competitive advantage sustainable marketing နဲ့ marketing plan နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမြန်မာဘာသာဖြင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်ဆရာရှင်သင်တန်းကာလလေးသိပြရစေရှင်သင်တန်းကာလကတော့2လဖြစ်ပါတယ်ဆရာရှင်သင်တန်းကြီးလေးသိပြရစေရှင်သင်တန်းကြီးကတော့အခမဲ့ဖြစ်ပြီးတော့ဝင်ကြီး15000ကျပ်ပေးသွင်းအောင်ပြင်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်ဆရာရှင်ဘယ်လိုသင်ကြားပေးသွားမှာပါလဲသိပြရစေရှင်သင်ကြားပေးသွားမှာကတော့ online သင်တန်းဖြစ်ပြီးတော့ record video တွေနဲ့သင်ခန်းစာတွေကိုတစ်ပတ်ကို2ရက်လေ့လာရပါမယ်ဒါအပြင် Zoom နဲ့2ကြိမ်ဆရာနဲ့ face to face သင်ခန်းစာတွေကိုဆွေးနွေးခွင့်ရမှာပဲဖြစ်ပါတယ်ဆရာရှင်ယခု marketing ပညာရဏသင်တန်းအပတ်စဉ်ရှစ်အတွက်ဆရာအနေနဲ့ဘာတွေများဖြည့်စွက်ပြောလိုပါလဲရှင်ဖြည့်စွက်ပြောလိုတာကတော့ယခုသင်တန်းကိုလူဦးရေအကန့်အသတ်ဖြစ်တာသင်ကြားပေးတော့မှာဖြစ်လို့သင်တန်းတက်ရောက်ခြင်းနဲ့ဆိုရင်အမြန်ဆုံးစာရင်းပေးသွင်းထားမှစိတ်ချရမှာဖြစ်ပါတယ်နောက်ထပ်ဖြည့်စွက်ပြောလိုတာကတော့ဝင်ကြီး15000ကျပ်မှအပအခြားအခကြီးငွေထပ်မံကောက်ခံခြင်းလုံးဝမရှိပါဘူးဒါကြောင့်မို့လို့စိတ်ချလက်ချတက်ရောက်ဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ယခုအပတ်စဉ်ကို January လမှာဖွင့်လှစ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့မိမိရဲ့ဘဝတိုးတက်ရေးအတွက်ပညာရပ်တွေကိုလေ့လာဖို့တိုက်တွန်းလိုက်ပါတယ်ဆရာရှင်ယခုလိုဖြေကြားပေးတဲ့အတွက်ဆရာကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ကျေးဇူးတင်ပါတယ်